မြန်မာလူရလက်ဝဲပြည်သက်များအားလုံးမင်္ဂလာပါဒီနေ့ညရှင်ပြိုင်ခဲ့တဲ့မြန်မာဖိုက်တာဆွန်ရက်နဲ့ထိုင်းဖိုက်တာဝီဒီဂရန်တို့ရဲ့ပွဲစဉ်မှာဒိုင်နေရဲ့ဆုံးဖြတ်ချက်ကတော့တကယ်ကိုရုပ်ပေါက်လွန်ပါတယ်ဒီဝေဖန်သုံးသက်သူတွေပြောနေကြသလိုပဲဝမ်ချန်ပီယံရှစ်ကတဖြည်းဖြည်းနဲ့ထိုင်းချန်ပီယံရှစ်ဖြစ်လာပြီဆွန်ရက်အနေနဲ့ပထမအချီဒုတိယအချီတတိယအချီအချီအစားနဲ့အဆုံးထိဘယ်အချီမှမနှိမ့်ခဲ့ပေမဲ့လေနောက်ဆုံးဒိုင်အဆုံးဖြတ်မှာအရှင်ထိုင်းဖိုက်တာဝူဒီခရိုင်ကပဲအနိုင်ရသွားခဲ့တယ်။ဒီပွဲစဉ်နဲ့ပတ်သက်လို့ကျွန်တော်အမြင်သုံးသက်ချက်တွေနဲ့အတူတင်ဆက်ပေးသွားပါမယ်။ဝူဒီခရိုင်နဲ့ဆွန်ရာတို့ကဘင်နန်ဝိတ်တန်ခေါင်းစဉ်အောင်မှာရှင်ပြိုင်ခဲ့ကြတယ်။ဒါပေမဲ့ဘင်နန်ဝိတ်တန်စစ်လို့တော့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့ဘင်နန်ဝိတ်တန်ဆိုတာ135ပေါင်ကနေ145ပေါင်အထိကိုဘင်နန်ဝိတ်တန်လို့သတ်မှတ်လို့ပဲ။ဒီပွဲစဉ်မှာဆွန်ရာကဝူဒီခရိုင်ရောနှစ်ယောက်လုံးက138ပေါင်ဝင်းကျင်နဲ့ရှင်ပြိုင်ခဲ့ကြတယ်။ဘာနဲ့သွားအလားတန်တူလဲဆိုတော့ဒီကြော်သွားဝင်းဘယ်နံဝိတ်တန်းမှာထိုးနေတဲ့ပုံစံနဲ့သွားဆင့်တယ်ဟို fly ဝိတ်တန်းလည်းမကောက်ဘူးဘယ်နံဝိတ်တန်းတဲတော့ဝင်တယ်အရင်တော့ဆိုရင်တော့ဒီလိုဝိတ်တန်းမျိုး cash weight အနေနဲ့အသုံးပြုဟိုသတ်မှတ်တယ်ပေါ့နော်အခုကတော့ဘယ်နံဝိတ်တန်းလို့ပဲသတ်မှတ်လိုက်တယ်ဘယ်နံဝိတ်တန်းဆက်စစ်လို့တော့ပြောလို့မရဘူးဘာလို့လဲဆိုဘယ်နံဝိတ်တန်းနောက်ဆုံးသတ်မှတ်ချက်145ပေါင်နဲ့ဆိုရင်10ပေါင်လောက်ဟနေသေးလို့ပဲဆွန်ရက်က1မှာဒီပွဲမတိုင်ခင်16ပွဲထိုးထားတယ်9ပွဲနိုင်9ပွဲရှုံးအသက်က29နှစ်ရှိပြီအရက်9ပြီ9လမ်းမှမြင်တယ်ဝူဒီဂရိုင်ကိုတော့ဒီကျွန်တော်တို့မြန်မာပြည်သက်တော်တော်များများတည်ပြီးဖြစ်လိမ့်မယ်MUကိုပထမအချိန်နဲ့တင်ဒိုင်ပွဲရဲ့အနိုင်ယူထားတဲ့ကစားသမားလေးအသက်24နှစ်ပဲရှိတယ်အရက်မြင့်9ပြီ9လမ်းမှဒီ flyweight တန်းမှာကစားတဲ့ဟို fighter တွေထဲမှာတော့သူလည်းအရက်မြင့်တဲ့ထဲမှာပါတယ်အခုပွဲမတိုင်ခင်မှာဆွန်ရက်ကနောက်ဆုံးပွဲမှာတဒေါင်လန်းနဲ့ထိုးတယ်အခုလိုပဲအမှတ်နဲ့ရှုံးနေခဲ့တယ်တစ်ဖက်ကဝူဒီခရိုင်ကလည်းနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်တိုက်ရှုံးနေထားတာကိုတွေ့ရတယ်ဝူဒီခရိုင်ဒီတဒေါင်လက်ကိုရှုံးတယ်ပြီးတော့မော်ရိုကိုဖိုက်တာကိုရှုံးတယ်နှစ်ပွဲဆက်တိုက်ရှုံးထားတယ်အဲ့တော့နှစ်ယောက်လုံးကအခုပွဲမှာနိုင်ပွဲပြန်လိုချင်ကြတယ်အဲ့လိုပြန်လိုချင်ကြတဲ့အနေအထားမှာကြည့်မယ်ဆိုရင်ဝူဒီခရိုင်အနေနဲ့ PR ဝင်နေတယ်သူနှစ်ပွဲဆက်ရှုံးထားတယ်ဆိုတဲ့အနေအထားကအခုပွဲမှာသူ့အနေနဲ့စိတ်ဖိစီးမှုတွေရှိနေပုံရတယ် pressure အောက်ကနေကစားနေရတယ်လို့မျိုးတွေးခဲ့ရတယ်ဆွန်ရက်ကတော့နောက်ဆုံးပွဲရှုံးထားတယ်ဆိုပေမဲ့လည်းဒီပွဲကိုသူ pressure ကင်းကင်းနဲ့ကစားနိုင်တာတွေ့ရတယ်ဆွန်ရက်ဒီ3လလောက်ပွဲဝင်နေတယ်အဲ့ဒါနဲ့ပထမဆုံးပြန်ကစားရတယ်ဆွန်ရက်ဒီအရင်တော့ကလည်းဒီလိုရှုံးပွဲတွေဇက်တိုက်ကြုံခဲ့ဘူးတယ်အဲ့ဒါနဲ့ပြန်ပြီးတော့နိုင်ပွဲတွေရှားယူခဲ့တဲ့အတွေ့အကြုံရှိပြီးသားကစားသမားအဲ့တော့ဒီပထမအချီစားတဲ့အချိန်မှာနှစ်ယောက်လုံးဝူဒီဂရိုင်ကောင်တာသမားဆိုရင်ဒီပွဲမှာတော့ဝူဒီဂရိုင်ကဒီရှေ့တက်ကစားတယ်ဝိုင်းလေမှာတဲ့တယ်ဝူဒီဂရိုင်ကဒီ high kick တွေကိုအဓိကအသုံးပြုတယ်နောက်ပြီးတော့ဆွန်ရက်အကျွံတွေကိုတထောင်ရိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့ဒီဝူဒီဂရိုင်ရဲ့ high kick တွေကလေထဲမှာပဲရောက်နေတယ်တစ်ဖက်မှာကြည့်တော့ဆွန်ရက်ကဒီအောက်ခြေကန်ချက်တွေအတွင်းခတ်အပြင်ခတ်တွေကဝူဒီဂရိုင်ကိုတရားခတ်စေတယ်နောက်ပြီးတော့ဒီလက်သီးပိုင်းရှင်တဲ့အချိန်မှာအချိန်လုံးတဲ့အချိန်မှာလည်းဆွန်ရက်ကပို့ပြီးတော့ကလင်ရှော့တွေပို့ရတာတွေ့ရတယ်။အမှန်ထားပါပထမချီရတော့ဒီနှစ်ယောက်လုံးအကဲခတ်နေတဲ့ချီအကဲဆန်းတဲ့အချီဖြစ်တာကြောင့်50-50စီတရီလို့သတ်မှတ်လို့ရတယ်။တေချာတာပထမချီမှာလည်းဆွန်ရက်မနှိမ့်ခဲ့ဘူး။ဆွန်ရက်ကိုအတာမပေးဘူးအနိုင်မပေးဘူးဆိုရင်တော့မှပထမအချီဒီတရီဆိုတဲ့အနေထားလည်းမပူဘူး။ဒုတိယအချီကဝူဒီခရိုင်တော်တော်ကိုတီးတီးတတာနေနေအချီလို့ပြောခြင်းတယ်ဒါကိုဝူဒီခရိုင်လည်းသိတယ်ဘာကြောင့်ကျွန်တော်ဒီလိုပြောရလဲဘလို့ဒါကြောင့်ဘာကြောင့်ဒီလိုသုံးသပ်ရလဲဆိုရင်ကောင်လာသမားဖြစ်တဲ့ဝူဒီခရိုင်ကသူနေမှန်သိတော့သူက fighter လိုက်ကစားတာမျိုးတွေ့ရတယ်ဝူဒီခရိုင်ကဒီ fighter လိုက်ကစားရင်ရှေ့တိုးလို့ရှိရင်မကောင်းဘူးဟာကွက်တွေအားနေချက်တွေအမားတွေများတယ်အခုပွဲမှာလည်းဒီတိုင်းပဲသူရှေ့တာတိုးနေတာ fighter တာသူလှုပ်ချင်နေတာဒီဆွန်ရက်ကိုတော့ထိထိရောက်ဘာမှမလုပ်နိုင်ဘူးကလစ်ချင်းပိုင်းမှာသူနည်းနည်းလေးသူ့ရဲ့အားအသာစီရမှုရဲ့သူ့ရက်မောင်းအားသာချက်ကဲကိုအသုံးပြုပြီးတော့ဒီကလစ်ချင်းပိုင်းမှာအသာစီရှိဖို့လုပ်ဝင်မယ်လေဆွန်ရက်ကလည်းကလစ်ချင်းကြလို့ရှိရင်လည်းတကယ်ပါပါလန်းလန်းလည်းပဲသူ့အားပြောင်းအားလဲတွေလုပ်ပြီးတော့သူ့တုံးချလိုက်တာမျိုးတွေတွေ့ရတယ်ဝူဒီခရိုင်နေနဲ့ဒီဒုတိယချီပြီးကနေမှဆိုဆွန်ရက်ကလည်းဒီတွဲလုံးနေတောက်လျှောက်ထိတယ်ကျိုးရန်ကတ်သွားတယ်လဲကြလူနီးပါအမှတ်စင်ကြီးခံလူနီးပါအခြေအနေထိဖြစ်သွားတာမျိုးတွေ့ရတယ်ဝူဒီခရိုင်အနေနဲ့ဒီဆွန်ရက်ကိုဟိုတစ်လုံးစနှလုံးစတစ်ထောင်ရိုက်ချက်တစ်ချက်စနှစ်ချက်စပြ
ပြန်ထိအောင်လုံနိုင်တာမျိုးကလွဲလို့ရှိရင်ဒုတိယအချီသည်စွန်ရတိတိတတာကိုတာခဲ့တဲ့အချီလို့ပြောလို့ရပါတယ်နောက်ဆုံးအချီဒီပထမအချီနဲ့ဒုတိယအချီမှာလိမ့်ထားတဲ့ဝီလီဂရန်ကသူမထူလျှော့အနေနဲ့လိုက်လာတယ်စွန်ရကတော့ဒီအချီမှာနည်းနည်းလေးကောင်းတာကစားတဲ့ဟန်ကိုပြန်ရိမ့်တယ်ကောင်တာနည်းနည်းပြန်ကစားတယ်ဝီလီဂရန်လိုက်တယ်ဒီစွန်ရကကောင်းတာကစားတယ်ကောင်းတာကစားတယ်ဆိုပေမဲ့ဒီစွန်ရကဒီကောင်တာလက်သီးတွေကပြန်ပြီးတော့ကလင်ရှော့တွေဝီလီဂရန်ကိုထိတာတွေ့ရတယ်ဝီလီဂရန်အနေနဲ့လိုက်နေတာပဲရှိတယ်ဘာမှတိတ်ပြီးတော့ထိထိရောက်မလုံနိုင်ဘူးအဲ့လိုနဲ့တတိယချီပြီးသွားတယ်အဲ့တော့ကျွန်တော်တို့ကြည့်နေနေဒီခါတော့စွန်ရနိုင်ပြီဆိုတော့ဒီနိုင်ဝဲတစ်ဝက်ပြန်ရပြီပေါ့နော်အဲ့လိုမျိုးရှူစပြီးတော့ဒီဒိုင်ရဲ့အမှတ်ပေးဆုံးဖြတ်မှုကြီးညာမဲ့ချိန်ကိုစောင့်နေတာပေါ့အဲ့လိုလေဒိုင်ရလည်းကြီးညာဝူဒီခရအနိုင်ဆိုတော့ကျွန်တော်ဒီဝဲကိုတော်တော်ကိုစိတ်ပြတ်သွားခဲ့ရတယ်စွန်ရဒီနီးစနစ်ပြည့်စုံတဲ့ကစားသမားလေ့ကျင့်မှုကောင်းတယ်ပြင်ဆင်မှုကောင်းတယ်အဲ့လိုကစားသမားဒါပေမဲ့စွန်ရက်ကဝမ်းမှာအခုထက်ပို့ပြီးတော့မြင့်တဲ့နေရာကိုရောက်တဲ့တယ်ဒါပေမဲ့မရောက်ခဲ့ဘူးအဲ့လိုမရောက်တဲ့အကြောင်းရင်းကသူဒီဒိုင်နေရဲ့မျက်နှာသာပေးခြင်းမခံရတာကြောင့်လို့တော့ကျွန်တော်ကတော့ပြောချင်တယ်စွန်ရက်နောက်ဆုံးရှုံးခဲ့တဲ့ပွဲစဉ်၄ပွဲကိုပြန်ကြည့်လို့ရှိရင်စွန်ရက်ညံ့လို့စွန်ရက်နှိမ့်လို့ performance မကောင်းလို့ရှုံးခဲ့တယ်ဆိုတဲ့ပွဲကပြီးခဲ့တဲ့ match လကစားခဲ့တဲ့တထောင်လက်နဲ့ပွဲစဉ်တစ်ပွဲပဲပါတယ်အဲ့ဒီရှေ့မှာသူရှုံးခဲ့တဲ့ဆမီတန်နဲ့ပွဲကိုပဲကြည့်ကြည့်ခွန်ပေါ်နိုင်တဲ့ပွဲကိုပဲကြည့်ကြည့်စွန်ရက်မညံ့ခဲ့ဘူးမနှိမ့်ခဲ့ဘူးနိုင်တဲ့တယ်အခုဝူဒီဂရိုင်နဲ့ပွဲအဲ့ဒါဒီလေဘာနဲ့သွားလာတဲ့သူလဲဆိုသူရှေ့ကနေရှုံးခဲ့တဲ့ခွန်ပေါ်နိုင်တို့ဆမီတန်တို့ရှုံးခဲ့စဉ်အားနဲ့တော်တော်လေးကိုဆင်တယ်ကျွန်တော်အမြင်ကတော့ခွန်ပေါ်နိုင်ကိုရှုံးတဲ့ပွဲရောဆမီတန်ကိုရှုံးတဲ့ပွဲရောအခုပွဲစဉ်ဘာလို့ပဲဖြစ်ဖြစ်စွန်ရက်တာခဲ့တယ်စွန်ရက်တာထိုင်းတယောက်ဖြစ်နေခဲ့မယ်ဆိုရင်တေချာပေါက်အနိုင်ရမယ့်ပွဲစဉ်တွေလိုပဲကျွန်တော်ကတော့ယူဆမိတယ်ဝမ်းမှာကြီးလာသမျှပွဲတွေထဲမှာဒိုင်ဆုံးဖြတ်တဲ့ချက်နဲ့ပတ်သက်လို့ကျွန်တော်သိပြီးတော့စောရကတက်လေးမရှိဘူးဝေဖန်လေးမရှိဘူးဒါပေမဲ့ဒီနေ့ပွဲစစ်မှာတော့စွန်ရက်ရှုံးနေသွားတာဒီဒိုင်နေကြောင့်ဒိုင်ရဲ့ဗလိုက်မှုကြောင့်လို့ပဲကျွန်တော်အနေနဲ့ပြက်ပြက်သားသားဝေဖန်ထောက်ပြကြပါတယ်အဆုံးထိကြည့်ရှုပေးတဲ့မြန်မာရိုးရလက်ဝဲပြည်သက်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါတယ်